鬼马给来的分米。妈妈来到哪了？听哪里？哪里没走？နွားတင်းကုတ်ကရွာနဲ့မွေးတော့ကြတော့နွားတွေတောက်ဖို့လို့ဒီဥစ္စာကိုကန်ကနေပြီးတော့ရည်စည်းတက်ရတာပေါ့။ဒီကနည်းနည်းတော့နောက်တယ်ကန်ရည်ဆိုတော့ရွာမှာလိုင်းသုံးတာတော့ဒီနာလေးကအင်တာနက်အမိဆုံးပဲ။အဲကြောင့်ဒီနာလားသုံးနေ။မကြီးကလည်းရတယ်။အေးဒီကောင်းမဆန်တာတဲ့။မမသွားပြောမယ်ပြီးမှ။မမရေဒီမှာအိုင်ကန်စနာကြီးကြီးဒီမှာခွေးဆိုလာပြီးတယ်မခွေးမကြီးလာတဲ့ဖွင့်ပြီ။ဟုတ်လားမိုက်ပါဦး။ဒီရေမရှိဘူး။ရေမရှိဘူးဘယ်မှာဖွင့်လာလဲ။ကောင်းမဆန်တာတဲ့။အော်အေးဟုတ်တယ်ဒီမှာအငယ်ဆန်နာကတဲ့တိတ်လာတဲ့ညာမျိုးလာခဲ့ပါပြီ။အဲ့တော့ဆောင်ဟောအဲ့ဆိုအဖေတို့မေတို့လည်းတခါမစားဘူးသေးဘူးဆိုတော့တို့သက်ဆက်ကြအောင်ဟုတ်ကဲ့။တရားခုလဲကိုရင်နဲ့သွားမယ်။ဒါမျိုးကြတော့နော်။လက်ကတွက်တယ်။ဒီနေ့ကတော့မကွေးမျိုးကိုသွားရင်းနဲ့ရာတော့တို့ညီအမအဖေတို့အမေတို့တခါမှမစားဘူးသေးတဲ့ KFC ကြက်ကြော်လိုက်ကြွေးကြပါမယ်။ International brand တစ်ခုလည်းဖြစ်ပြီးတော့ကြက်ကြော်ဆိုရင်အကောင်းဆုံးဖြစ်တဲ့ KFC ကအခုမကွေးမျိုးကောင်းမွန်စင်တာမှာလာဖွင့်နေပြီဆိုတော့မကွေးမျိုးကန်နေအနေနဲ့လည်းဂုဏ်ယူပွဲဖြစ်ပြီးတော့မျိုးကန်နေအနေနဲ့လည်းလက်ပတ်စရာများတစ်ခုတိုးလာပြီမလို့မိသားစုနဲ့ပဲဖြစ်ဖြစ်တငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်သွားစားကြည့်ကြပါနော်။ညာပါကေပါရှင်ကျေကျေဝဲလည်းရှိတယ်နော်အဖေတို့ KFC တခါမှမစားဘူးသေးဘူးမလား။ကြားဘူးလားတော့ကြာပြီစားတော့မစားဘူးလေ။ အဲ့ဒါတော့မှလိုက်ဒီမှာလည်းမှာလား။ဒီနေ့ဝါစား။ဒီနေ့ဝါစား။ရပါပြီ။ဝေဒါစားပြီးကုန်လို့ရှိရင်အဖေကြရင်ချက်ပြီးတော့မှာပြီးအောင်မယ်။ဒါကကြတော့ KFC ကသူက original ။ဒါကကြတော့ hot and spicy ။တော့သူတို့ကတော့ KFC ရဲ့ original ကြက်ကြော်ရဲ့ hot and spicy ရဲ့ဇင်ကားဘာဂါရဲ့ပြီးတော့ထမင်းစီဆန်းတဲ့ကြက်ကြော်လေးရဲ့မှာထားပါတယ်။ KFC ရဲ့ original လေးကကြတော့ပေါင်းပြီးမှကြော်ထားတာဆိုတော့ကျွတ်ရနေတာမျိုးမဟုတ်ဘဲနဲ့နုနုညံ့ညံ့လေးမလို့လူကြီးတွေလည်းစားလို့အဆင်ပြေပါတယ်။လူငယ်တွေအကြိုက်ကျွတ်ရွရွလေးနဲ့အဆက်ရတာလေးစားကျင်နေဆိုရင်တော့ hot and spicy လေးစားကြည့်ပါနော်။ဒါလေးကတော့အဖေအကြိုက်ထမင်းစီဆန်းတဲ့ကြက်ကြော်လေးပါ။ KFC ကြက်ကြော်လေးစားလိုက်ပါအောင်မယ်။အားလုံးလည်းစားဖို့ဖိတ်ခေါ်ပါတယ်နော်။အဖေကတော့ original လေးအရင်မြည်ကြည့်လိုက်အောင်မယ်။ KFC ကြက်ကြော်လေးခုမှစားဘူးလား။ဒီ original ကြက်ကြော်လေးကလေဟိုပေါင်းပြီးတော့ကြောထားတဲ့တူတဲ့နူးညံ့ပြောစားလို့လည်းကောင်းတယ်အဆက်လည်းမကဲဘူးဒီထက်ကြက်သားတို့ညအကြီးပါအောင်ကြီးပါမင်းကတော့ကြွကြွရရလေးကြိုက်လို့ဟာစပိုက်စီလေးစားမယ်တို့ကတော့ဟောင်းစပိုက်စီပဲခင်ဗျာရောက်ဒီ original နဲ့ဒီ hot and spicy နဲ့ကြမတူဘူးလေဒီ hot and spicy ကကြကျွတ်ရွရွလေးဆက်လေးလေးပေါ့ဒါကကြနူးနူးညံ့ညံ့ original ကဇင်ကားဘာကလေးစားလိုက်အောင်ဒီဇင်ကားဘာကလေဒီနူးနူးညံ့ညံ့ပန်းမိုးနဲ့နှစ်ခုကြားမှာဆလက်ရွက်လေးရယ်ပြီးတော့ဒီ mayonnaise လေးရယ်ပြီးတော့အယိုးလုံးဝမပါနဲ့ဇင်ကားဖြစ်လက်အသားပြားလေးရယ်KFC ကိုရရင်လေဒီလိုဇင်ကားဖက်ကလေးမပြစ်မနေစားကြည့်နော်တော်တော်စားလို့ကောင်းတယ်နောက်တစ်ခါလာစားမယ်ကြိုက်တယ်မလားကြိုက်တယ်ငါတို့ KFC လို့ original ဘိုးကြိုက်တယ်ကဲကျုပ်ကဟောတာစပန်စီကိုကြိုက်တာ KFC ကပါတီထုတ်ရအောင်လေဟုတ်ကဲ့မှာပုံမျိုးလေ international brand တစ်ခုဖြစ်တဲ့ KFC ကနေပြီးတော့ရာတို့မကွေးမျိုးလာဖွင့်တာဆိုတော့လေဂုဏ်ယူရတာပေါ့နော်ဒီ
ပြီးတော့ဒါတငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်အခုလိုမိသားစုတွေနဲ့ပဲဖြစ်ဖြစ်မကွေးကိုရောက်တဲ့ခါကြလို့ရှိရင်ဒီကောင်းမွန်စင်တာမှာလေဘက်ဆရာများတစ်ခုလည်းတို့သွားတာပေါ့ဒါဆိုရင်တော့ရောက်သူဆက်ပြီးတော့ထားလိုက်ပါဦးမယ်နော်အခုလိုမျိုးပဲနောက်ထပ်လာမယ်ဒီလိုဘလော့လေးတွေကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်အားပေးကြပါအောင်နော်အားလုံးပဲတက်က